လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကပေါ့မြောက်ဥက္ကလာပရဲ့ဝေးလံတဲ့တနေရာမှာခြုံတဲ့ပိတ်ပေါင်းတွေကြားအုံမိုင်းနေတဲ့အဆောက်အုံကြီးတစ်ခုရှိတယ်အဲ့ဒါကတော့ဂျပန်ဆေးရုံဟောင်းပါပဲအင်္ဂလိပ်အခရာရပုံသဏ္ဍာန်ဆောက်ထားတဲ့အဲ့ဒီအဆောက်အုံကြီးဟာနေကင်းဘက်တောင်နေရောင်ကြီးတိတ်မဝင်ပဲအေးစိတ်နေတတ်ပါတယ်တညမှာတော့ဆေးရုံအနီးနားကရက်ွက်ထဲမှာနေတဲ့ကိုကျော်ဆိုတဲ့လူတစ်ယောက်ဟာညွန့်နဲ့တက်ကောင်အိမ်ပြန်လာခဲ့တယ်လမ်းကတိတ်ဆိတ်လွန်းလို့သူ့ခြေတံကိုသူပြန်ကြားနေရတဲ့အထိပဲဆေးရုံဟောင်းကြီးနာရောက်မှာတော့ကိုကျော်ဟာထူးဆန်းတဲ့အတန်တစ်ခုကိုကြားလိုက်ရတယ်တောက်တောက်တောက်အဲ့ဒါဟာစစ်ဖက်နှက်လေးကြီးတွေနဲ့လမ်းလျှောက်လာတဲ့အတန်ပဲကိုကျော်ကြောက်ကြောက်နဲ့လှည့်ကြည့်လိုက်တော့ဆေးရုံဟောင်းရဲ့ဝရန်တာမှာဝတ်စုံစိမ်းတွေဝတ်ထားတဲ့လူတစုကိုတွေးလိုက်ရတယ်သူတို့ဟာစစ်ကြောင်းထွက်တယ်လို့တဦးနောက်တဦးညီညီညာညာရှောက်နေကြတာဒါပေမဲ့ထူးဆန်းတာကသူတို့မှာဥကောင်းတွေမပါဘူးကိုကျော်ဟာကြောက်လွန်းလို့အသက်ရှူတောင်မှားသွားတယ်အဲ့ဒီအချိန်မှာပဲလေထဲမှာဂျပန်လိုအော်ဟစ်နေတဲ့အတန်ကြီးတွေကပဲ့တင်ထက်လာတယ်ခူရဲကျော်ခရတဲ့ဂျပန်လိုပေးပါလို့အတိတ်ပဲရတယ်လို့ဆိုကြပါတယ်ဒုတိယမြောက်ဖြစ်ရဲ့တူနာပြုဆရာမလေးအဲ့ဒီဆေးရုံကြီးမှာနောက်ထပ်နာမည်ကြီးတာတစ်ခုကတော့ဝစ်စုံဖြူနဲ့အမျိုးသမီးပါပဲတခါကဆေးရုံသားကိုဖျက်မောင်းတဲ့ဆိုင်ကယ်သမားတစ်ယောက်ဟာလမ်းဘေးမှာရက်နေတဲ့တူနာပြုဝစ်စုံနဲ့အမျိုးသမီးတစ်ယောက်ကိုတွေ့လို့ခေါ်တင်ခဲ့မိတယ်ဗလိုက်မှာလဲဆရာမလို့မေးတော့သူမကဆေးရုံရှိတင်ဆင်းပါမယ်လို့တိုးတိုးလေးဖြေတယ်ဆေးရုံရှိရောက်လို့ဆိုင်ကယ်ရက်လိုက်ပြီးအနောက်ကိုလှည့်ကြည့်လိုက်တဲ့အခါဘယ်သူမှမရှိတော့ဘူးဆိုင်ကယ်ထိုင်ကုန်ပေါ်မှာတော့ရေညှိနှက်လိုဆေးနှက်လိုအနံ့ဆိုးကြီးတစ်ခုနဲ့အတူရေကွက်ကြီးပဲကြံရစ်ခဲ့တဲ့အဲ့ဒီညကစပြီးအဲ့ဒီဆိုင်ကယ်သမားဟာဖျားလိုက်တာတပတ်ကျော်ကြာသွားတယ်လို့ဆိုပါတယ်။ဘာကြောင့်ခြောက်တာလဲ။ဒေသခံတွေပြောပြချက်အရဒုတိယကမ္ဘာစစ်တုန်းကဂျပန်စစ်သားတွေဟာဒီနေရာမှာဆေးရုံဖွင့်ခဲ့ပြီးအကျဉ်းသားတွေကိုရက်ရက်ဆက်ဆက်နှိပ်စက်ခဲ့တယ်လို့ဆိုကြတယ်။အသေးပြောက်တွေအယမ်းများခဲ့တယ်လို့ဆေးရုံပြက်ကြီးဖြစ်သွားတဲ့အခါမှာလဲအမှောင်ထဲမှာဝိညာဉ်တွေကမကျွတ်မလွတ်ပဲကြံခဲ့ကြတာလို့ယုံကြည်ကြပါတယ်။အခုချိန်မှာဝေဘာဂီဟာခင်မီဆေးရုံကြီးဖြစ်နေပေမဲ့ညဘက်ခြေတံတိတ်ချိန်မှာအဆောက်အုံဟောင်းဘက်ကိုလှည့်ကြည့်မိရင်အတိတ်ကဝိညာဉ်တွေရဲ့အရေးအယောင်တွေကိုမြင်တွေ့ရနိုင်သေးတယ်လို့အခုထိလူပြောများနေစေဖြစ်ပါတယ်